အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုအားပေးတဲ့သူအယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးမှအားပေးကြပါနော် like share subscribe ကိုလည်းမနေ့ရသေးဘူးဆိုရင်နှိပ်ပေးကြပါလို့တောင်းဆိုပါရစေဒီနေ့မှာတော့အကြီးအရန်ထွက်များတာအန်ဒီရရှိနိုင်လားဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တချို့အမျိုးသမီးတွေကလိင်စစ်ဆန်းတဲ့အခါမှာအမျိုးသမီးအင်္ဂါကနေပြီးတော့အရည်အရန်ထွက်တတ်တဲ့သူတွေရှိပါတယ်ဒီအရည်အရန်ထွက်တာများတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်ဘာတွေကောင်းကျိုးရနိုင်တယ်လဲဆိုးကျိုးရနိုင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ရပေါ်မှာအရည်အရန်ထွက်တတ်တဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မိခွန်းတွေအမျိုးသားရောအမျိုးသမီးပါမေးလေရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့အန္တရာယ်ရှိနိုင်လားကောင်းကျိုးရှိနိုင်လားဆိုတဲ့ဟာလေးတွေပေါ့နော်ပြောပြပေးတော့ပါမယ်နော်လင်းစစ်ဆန်တဲ့အခါမှာအမျိုးသမီးအင်္ဂါကနေအရည်ထွက်တာဟာတဘာဝပါပဲအမျိုးသမီးတဦးနဲ့တဦးတော့ခန္ဓာကိုယ်ဖွဲ့စည်းပုံမူတည်ပြီးတော့တချို့သူတွေကပုံမှန်အရည်ထွက်တာရှိတယ်တချို့သူတွေကတော့အရည်အများကြီးထွက်တဲ့သူတွေလည်းရှိပါတယ်ဒီအရည်ထွက်တာကအမှန်တကယ်ကတော့လင်ဆက်ဆံဖို့အတွက်အကူအညီပေးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်အရည်တွေကြောင့်လင်ဆက်ဆံတဲ့အခါမှာအတွင်းအထုတ်ပြုလို့ရတာကပိုပြီးတော့လွယ်ကူတယ်ဒီအရည်တွေကအသာမထွက်ဘူးဆိုလို့ရှိရင်လင်ဆက်ဆံတဲ့အခါမှာအမျိုးသားအင်္ဂါတွန်းထုတ်ပြုလို့တဲ့အခါပတ်တိုက်မှုတွေကြောင့်အမျိုးသမီးအင်္ဂါလမ်းကြောင်းမှာနာကျင်မှုတွေဖြစ်နိုင်တယ်ပြီးတော့အနာတရားတွေလည်းဖြစ်နိုင်တယ်ယောဂဘုတွေလည်းဝင်နိုင်ပါတယ်ဒါကြောင့်မို့လို့ဒီအရည်တွေကအမျိုးသမီးရဲ့ကျန်းမာရေးအတွက်အကူအညီပေးတယ်လို့လိင်စစ်ဆန်တဲ့အခါမှာလည်းပဲအတွင်းအထုတ်ပြုလို့ရတာကပိုပြီးတော့ချောမွေ့စေပါတယ်ဒါကြောင့်မို့လို့လိင်ဆက်ဆန်တဲ့အခါအရည်တွေထွက်ဖို့လိုအပ်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ကနေပြီးတော့တဘာဝအတိုင်းအရည်ထွက်ပေးပါတယ်နောက်ကောင်းကျိုးတစ်ခုကတော့ဒီလိုအရည်ထွက်တဲ့လက္ခဏာကအမျိုးသမီးကသူဒီလိင်ဆက်ဆံဖို့စန္ဒအပြောင်းနေပြီးလိင်ဆက်ဆံဖို့လည်းအစဉ်သင့်ဖြစ်နေပြီဆိုတဲ့လက္ခဏာတွေကိုပြတဲ့အတွက်ကြောင့်ဒီလိုမျိုးအရည်ထွက်တဲ့အခါမှာပဲအမျိုးသမီးတွေအတွက်ရောအမျိုးသားတွေအတွက်ပါလင်စစ်ဆန်တဲ့နေရာမှာနှစ်ဖက်စလုံးအတွက်တာယာမှုတွေပို့ပြီးတော့ပေးစေပါတယ်။ဒါကြောင့်မို့လို့အရည်ထွက်တာကတော့လင်စစ်ဆန်ဖို့အတွက်ကောင်းကျိုးအများကြီးပေးပါတယ်။တစ်ဖက်မှာဆိုးကျိုးကတော့တချို့သူတွေကတော့အရည်တွေထွက်တာများတဲ့အတွက်ကြောင့်မို့လို့လင်စစ်ဆန်ရတာမနစ်သက်ကြတာတွေလည်းရှိပါတယ်။အမျိုးသားအများစုကတော့အရည်ထွက်တာကိုပို့ပြီးတော့အနစ်သက်ကြတယ်။တချို့အမျိုးတွေကတော့ဒီလိုအရည်ထွက်သွားတာကြောင့်မို့လို့လိင်စစ်ဆန်ဖို့အတွက်တိတ်မကြိုက်တော့တဲ့အပိုင်းတွေရှိပါတယ်ပြီးတော့တချို့ကတော့ပစက်နဲ့လိင်စစ်ဆန်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအရည်ထွက်တာတွေထွက်တဲ့အတွက်ကြောင့်မို့လို့ပစက်နဲ့လိင်စစ်ဆန်ဖို့အတွက်မနစ်သက်တဲ့အပိုင်းတွေလည်းရှိပါတယ်ဒီလိုအရည်ထွက်တာများတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့လိင်စစ်ဆန်ဖို့အမျိုးသမီးကိုပစက်နဲ့မလုပ်ပေးချင်တာပစက်နဲ့မစစ်ဆန်ပေးချင်တာအကယ်၍အမျိုးသမီးကသူ့ရဲ့အမျိုးသမီးအင်္ဂါကိုပစက်နဲ့မစစ်ဆန်ပေးလဲဘာမှမဖြစ်ဘူးသူ့အတွက်အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ကိစ္စမရှိပါဘူးအကယ်၍ကိုယ့်ရဲ့လိင်စစ်ဆန်ဖို့အမျိုးသမီးကအမျိုးသားကသူ့ကိုပစက်နဲ့လိင်စစ်ဆန်ပေးမှာပဲနှစ်သက်တဲ့သူဖြစ်မယ်ဆိုလို့ရှိရင်တော့ဒါကပြဿနာနည်းနည်းဖြစ်လာနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အမျိုးသားကလည်းအရည်ထွက်တဲ့အတွက်ကြောင့်မို့ပစက်နဲ့မစစ်ဆန်ပေးချင်ဖို့ပြီးတော့အမျိုးသမီးကလည်းပစက်နဲ့စစ်ဆန်တာကိုနှစ်သက်တယ်။ဒါကြောင့်မို့လို့ဒီလိုမျိုးသူ့ရဲ့မနှစ်သက်မှုနဲ့ကိုယ့်ရဲ့နှစ်သက်မှုကအကွာခြားနေမယ်ဆိုလို့ရှိရင်တော့အဲ့ရပေါ်မှာအပြန်အလှန်ကျဉ်းမှုမပေးနိုင်တော့တဲ့အပိုင်းတွေရှိတယ်။ဟိုအရင်ကဗီဒီယိုလေးတွေမှာအမြဲပြောတဲ့အတိုင်းအဲ့ရပေါ်မှာနှစ်ဖက်ကျဉ်းမှုကအရေးကြီးတဲ့အတွက်ကြောင့်မို့လို့နှစ်ဖက်အပြန်အလှန်ပြုစုပြီးနားလည်ပြီးမှပဲကျဉ်းမှုတွေရရှိမှာပဲဖြစ်ပါတယ်။အိမ်ထောင်ရေးမှာချစ်သူရေးစားဘဝမှာပို့ပြီးတော့တာယာမှုကိုပေးစေပါတယ်ဒီအရာပေါ်ကာမကိစ္စတဦးနဲ့တဦးအပြန်အလှန်ကျဉ်းမှုမပေးဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပေါ့နော်အစင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မို့လို့အရာပေါ်မှာတဦးနဲ့တဦးကျဉ်းမှုပေးဖို့ကလည်းပဲအရေးကြီးပါတယ်တချို့အမျိုးသမီးတွေကအမျိုးသမီးအင်္ဂါကိုပစက်နဲ့ဆက်ဆံပေးမှပဲသူတို့တွေကပြီးမြောက်နိုင်တဲ့အပိုင်းတွေရှိကြတယ်
အကယ်၍ကိုအမျိုးသားဖက်ကဒါကိုငင်းဆန်မယ်ဆိုလို့ရှိရင်တော့အမျိုးသမီးကမပြေးမြောက်ဘူးဆိုလို့ရှိရင်အဲ့ရပေါ်မှာတာယာမှာမဟုတ်ပါဘူးနော်ဒီလိုမျိုးပြဿနာတွေကိုဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ကိုယ့်ရဲ့လိင်စစ်ဆန်ဖို့နဲ့အရင်ဆုံးဆွေးနွေးပါကိုယ့်ရဲ့လိင်စစ်ဆန်ဖို့အမျိုးသားကဘာကြောင့်ကိုယ့်ရဲ့အမျိုးသမီးအင်္ဂါကိုပတ်ဆက်နဲ့မစစ်ဆန်ပေးချင်တာလဲပေါ့နော်အည်ထွက်တာမြတ်တဲ့အတွက်ကြောင့်မို့မစစ်ဆန်ပေးချင်တာလားဒါမှမဟုတ်သူ့ဘာသာသူမစစ်ဆန်ပေးချင်တာလားပေါ့နော်ဒါကိုအပြန်အလှန်ဆွေးနွေးကြည့်ပါအကယ်၍သူကအည်ထွက်များတဲ့အတွက်ကြောင့်မလို့ပတ်ဆက်နဲ့စစ်ဆန်ရတာမနစ်သက်ဘူးပြောလိုက်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ဖက်ကလည်းသူ့ကိုနှစ်ဦးနှစ်ဖက်အပြန်အလှန်ကြည်နပ်မှုရအောင်သူ့ကိုပြောနေတာကတော့ကိုယ့်ရဲ့အမျိုးသမီးအင်္ဂါအပေါက်ထဲမှာရှာထည့်တာတွေအပေါက်ဝမှာပတ်ဆက်နဲ့ဆက်ဆံပေးတာကိုမလုပ်ပေးချင်ဘူးဆိုလို့ရှိရင်တော့မပြုတ်လုပ်ပေးပါနဲ့ဒါပေမဲ့အမျိုးသမီးအင်္ဂါစီမှာတွားပြီးတော့ပတ်ဆက်နဲ့ဆက်ဆံပေးလို့ရှိရင်ကိုယ့်အတွက်ကျေနပ်နိုင်ပါတယ်ဆိုတဲ့အပြန်အလှန်ပေါ့နော်ညှိနှိုင်းပြီးတော့ဆွေးနွေးကြည့်ပါဘာကြောင့်လဲဆိုလို့ရှိရင်အမျိုးသမီးအင်္ဂါအပေါက်ဝလမ်းကြောင်းမှာအကြီးတွေကထွက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပေါက်ဝကိုပတ်ဆက်နဲ့ဆက်ဆံရတာကတော့အစင်မပြေမှုတွေဖြစ်တတ်ပါတယ်ဒါပေမဲ့အမျိုးသမီးအင်္ဂါအစိမှာတော့ဆိုလို့ရှိရင်အည်တွေကပုံမှန်အားဖြင့်တော့မများတဲ့အတွက်ကြောင့်မို့လို့အမျိုးသမီးအင်္ဂါစီမှာပတ်ဆက်နဲ့ဆက်ဆံပေးမယ်ဆိုလို့ရှိရင်လည်းအမျိုးသမီးတွေအတွက်လည်းတာယာမှုကိုဖြစ်စေတယ်ဒီအစီကိုလုံဆော်ပေးတာကအမျိုးသမီးအများစုအတွက်ပို့ပြီးတော့အထွတ်အထိပ်ရောက်စေပါတယ်ပြီးတော့အမျိုးသမီးအင်္ဂါစီကအာယုံကြောခံစားမှုအပေးနိုင်ဆုံးနေရဖြစ်တဲ့အတွက်ကြောင့်မလို့အစိတ်ကိုလုံဆော်မယ်ဆိုလို့ရှိရင်တော့အမျိုးသမီးတွေအတွက်အထွတ်အထိပ်ရောက်ဖို့တော့ကိုငွေပေးနိုင်ဆုံးနေရတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့အမျိုးသားတွေအနေနဲ့အမျိုးသမီးအင်္ဂါအပေါဝမှာမစစ်ဆန်ချင်လို့ရှိရင်နေပါစေပေါ့နော်အမျိုးသမီးအင်္ဂါစီမှာတွားပြီးတော့စစ်ဆန်ပေးမယ်ဆိုလို့ရှိရင်ဘယ်လောက်အတိုင်းအတာအထိလက်ခံနိုင်မလဲဆိုပြီးတော့အပြန်အလှန်ညှိနှိုင်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလာနိုင်ပါတယ်အကယ်၍အည်ထွက်အရန်များတယ်ဘလို့မှဖြည့်ရှင်းလို့မရဘူးဆိုလို့ရှိရင်ပေါ့နော်တတိသားစီးတွေကိုအသုံးပြုနိုင်ပါတယ်လက်ပေါင်းထဲမှာထည့်တဲ့တတိသားစီးနဲ့အမျိုးသမီးအင်္ဂါထဲမှာထည့်တဲ့တတိသားစီးအမျိုးအစားကတော့တချို့အည်နဲ့ချင်တဲ့တူတွေကအသုံးပြုတာတွေရှိတယ်ဒါကြောင့်မို့လို့ပြဿနာဖြေရှင်းခြင်းတယ်ဆိုလို့ရှိရင်ဒီတတိသားစီးကိုသုံးစမ်းကြည့်ပါနော်ကိုယ့်အတွက်အကူအညီကောင်းတစ်ခုရနိုင်တယ်ပြီးတော့အမျိုးသားတွေအနေနဲ့လည်းအကယ်၍ကိုယ့်ရဲ့အမျိုးသမီးကအည်များတဲ့အတွက်ကြောင့်မလို့မဆက်ဆံပေးချင်ဘူးဆိုလို့ရှိရင်စောကပြောသလိုမျိုးပဲပေါ့နော်တိုင်ပင်ကြည့်ပါသူ့ကိုဘယ်လောက်ထိပေးဆက်နိုင်မလဲဒါကိုအပြန်အလှန်ဆွေးနွေးပါကိုဖက်ကနေပြီးတော့အည်ထွက်တာများတဲ့အတွက်ကြောင့်မလို့သူ့အတွက်ပါပဲဖြစ်နေသူခြေနဲ့နေဖြစ်စေအည်မကြီးဘူးအည်ထွက်တဲ့အတွက်ကြောင့်မလို့ကိုကသူ့ကိုပတ်ဆက်နဲ့လုံးဝမစစ်ဆန်ပေးဖို့ဆိုပြီးတော့တစ်ဖက်သက်မတွေးပါနဲ့မလုပ်ပါနဲ့ပေါ့နော်အဲ့ရပေါ်မှာအပြန်အလှန်နှစ်ဦးနှစ်ဖက်ခြေနဲ့မှုကအရေးကြီးဆုံးဖြစ်ပါတယ်အမှန်တကယ်ကတော့ကုလိန်စစ်ဆန်ဖို့အမျိုးသမီးကအည်ထွက်တယ်ဆိုလို့ရှိရင်သူဒီကိုကပဲဆွဲဆောင်နိုင်တာဆိုတာပြတ်နေတဲ့အတွက်ကြောင့်တက်တည်ပါပဲဒါကြောင့်မို့လို့အည်ထွက်တာများတာကအန္တရာယ်မရှိပါဘူးเนาะပို့ပြီးတော့ကောင်းပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်